မင်္ဂလာပါရှင်။စင်ရဲ့ Everyday with me channel လေးကနေကြိုဆိုပါရစေ။ဒီနေ့နွေရာသီကျောင်းပိတ်ရက်မှာအမျိုးသားရဲ့ဇာတိမြေဖြစ်တဲ့ရှမ်းပြည်တောင်ပိုင်းအင်းလေးကန်ကိုအလဲပြန်ပြစ်ခဲ့ပါတယ်။ကိုဇာတိရဲ့မြင်ကွင်းတွေအငွေ့သက်တွေကိုလွမ်းနေတဲ့အိမ်လွမ်းသူလေးတွေရှိရင်စင်ရဲ့ vlog လေးကိုကြည့်ရင်လည်းလွမ်းပြေဖို့မျှော်လင့်သလိုအင်းလေးဒေသဘက်ကိုမသွားဖြစ်သေးသူတွေကိုလည်းရတအသစ်ကလေးတွေပေးနိုင်မယ်လို့ယုံကြည်ပါတယ်။ကဲဇင်တို့မိသားစုနဲ့အတူရှမ်းပြည်နယ်အင်းလေးကန်သွားတဲ့လမ်းတစ်လျှောက်ရဲ့တဘာဝအလှအပတွေကိုခန်းစားရင်လိုက်ခဲ့ကြပါအောင်နော်ရန်ကုန်ကနေမနက်9 နာရီလောက်စထွက်ခဲ့ပါတယ်ဖြည်းဖြည်းချင်းပဲမောင်းလာခဲ့ပြီးအိမ်ကထည့်လာတဲ့အစားအစာတွေကိုလမ်းမှာပဲဗိုက်စားတဲ့အချိန်မှာပျော်ဝဲစားထွက်တယ်လို့မျိုးလေးကားပေးချပြီးစားလိုက်တယ်ရန်ကုန်မန္တလေးအမြန်လမ်းပေါ်ကနေဆင်းလာပြီးတော့ပျော်ဝဲလမ်းအတိုင်းမောင်းလာလိုက်တာညနေ4 နာရီလောက်မှာကလောမြို့ထဲကိုရောက်လာပါပြီဇင်တို့ရဲ့ plan ကအင်းလေးကိုမရောက်ခင်ကလောနဲ့တောင်ကြီးစီမှာခရီးတစ်ထောင်နားမှာပါဇင်ရောဇင်အမျိုးသားရောကခရီးသွားရင်ဖြည်းဖြည်းသွားရတာကိုပိုကြိုက်တဲ့သူတွေမို့ဒီခရီးကိုလည်းနာနာနေနေလေးပဲသွားခဲ့ပါတယ်ကလောမှာတစ်ဖြတ်နာတညအိပ်ဖို့အတွက်စိတ်ကူးရင်ဆန်းပြီးတိတ်ဆိတ်လှပတဲ့ Happy Holiday Inn ကိုရွေးချယ်ထားပါတယ်ဟိုတယ်အကြီးကြီးတော့မဟုတ်ပေမဲ့တော်တော်လေးစိတ်ချမ်းသာခဲ့ရပါတယ် Happy Holiday Inn ကို vlog ပိုင်ကျော်အန်ဝါရဲ့ကလောမှာတဲဖို့နေရခေါင်းမစားခြင်းဒီ vlog ကိုကြည့်ဆိုတဲ့ vlog ထဲမှာမြင်ကလေးကတဲကျင်နေခဲ့တာပါဇင်တို့ကမိသားစုနှစ်စုဆိုတော့ဒီအိမ်ချွန်ချွန်လေးကိုအပေါ်အောက်တအိမ်လုံးစာငားလိုက်တယ်တစ်ထပ်ကို9000ခွဲပဲကြတော့ဘတ်ဂျက်လည်းတက်တာတယ်မနက်စာတော့မကြွေးပေမဲ့ပေးရတဲ့ဈေးလေးနဲ့ကတော့တန်ပါတယ်အမျိုးသားရဲ့မိမိနဲ့အမျိုးသားရဲ့ညီလေးကတော့အောက်ထပ်ကိုရွေးလိုက်တယ်။ဇင်တို့မိသားစုကတော့အပေါ်ထပ်လေးရတာပေါ့နော်။အခန်းလေးကချစ်စရာကောင်းပြီးတော့ကြဲကြဲဝန်းဝန်းလေးလည်းရှိတယ်။လိုအပ်တဲ့ပစ္စည်းလေးတွေလည်းအစုံထည့်ထားပေးပါတယ်အပေါ်တက်ကိုတက်တဲ့လေကားလေးကလည်းလက်သမီးပုံနေလေးကလည်းချစ်ဖို့ကောင်းတယ်ဝရန်တာလေးကနေကြည့်ရင်လည်း view လေးကမိုက်တယ်မိဖို့ကြောင့်လေးကလည်းတိတိလေးပဲမဲ့လူရာတွေအစုံရှိတယ်ချက်ပြုတ်စားဖို့အဆင်သင့်ပဲအိမ်သာရေချိုးကန်းလေးလည်းအဆင်ပြေတယ်မိဖို့ကြောင့်ကိုမြင်တော့အရှင်မရံမနေနိုင်တော့ဘူးအိမ်လုံးတွေကလှုပ်ချင်လာရောတင်ကယူလာခဲ့တဲ့အစားအစာတွေကမလိုတာတွေရှင်းလိုတာတွေတန့်ရှင်းအောင်လုပ်စေးကြောတန့်စင်ပေါ့နော်ချင်တော့ကလောမှာရုတ်တရက်ကြီးမိုးရွာလာပါလေရော။ရာသီဥတုကကိုယ့်ဘက်မှာဆိုတော့ဟိုတယ်ကပေးတဲ့ဒေတာထွက်ကော်ဖီလေးထားပြောလိုက်ပါတယ်။ က
ပြီးတော့တသားနဲ့အတူတူဝရန်တာရှုခင်းလေးငေးရင်းနဲ့ coffee date တာပေါ့နော်ဒီနေ့မှာတော့ခရီးလဲပန်းလာခဲ့တဲ့ညနေလဲရောက်နေတဲ့အပြင်မိုးကလည်းရွာနေတာဆိုတော့ဟိုတယ်ထဲမှာပဲနှက်နေလိုက်တော့တယ်ညဘက်ရောက်တော့မှဗိုက်ဆာလာတာနဲ့ကလောအေဂရေးဆိုတဲ့ရိုးရာစားတောက်ဆိုင်မှာညစာသွားစားလိုက်ပါတယ်။ရွေးချယ်စရာဒေသအတွက်အစားအစာတွေစကောထမင်းတွေအများကြီးတွေကမှရှမ်းစကောထမင်းဆက်နဲ့ရေမုံရင်းတုပ်ကလေးတွေမှစားခဲ့ပါတယ်။ဒီလိုရဲ့ရန်ကုန်အင်းလေးကြီးစဉ် Day 1 လေးကတော့ကလောမှာ1000နာရီနဲ့အဆုံးသတ်လိုက်ပြီးမိသားစုအချင်းလေးကိုရိုးရိုးရှင်းရှင်းကုန်ဆုံးပြပါတယ်။နောက်တစ်နေ့မှာတော့ကလောစီမှာမနက်စာစားမယ်ဈေးဝယ်မယ်မြို့ထဲမှာလဲပတ်ပြီးရင်တောင်ကြီးမြို့ကိုဆက်သွားမှာမို့လို့ဇင်းတို့နဲ့အတူတူ like ခဲ့ဖို့အတွက်ဇင်းရဲ့ Everyday with me channel လေးကို like and subscribe လေးလုပ်ထားပြီးပါဦးနော်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။